ဖိလစ်ပဲရောက်နေလဲကျမတို့ကအခုပိုက်ကိုရောက်နေတာဖြစ်တယ်ပိုက်ရဲ့ view point ကိုရောက်နေတာဖြစ်တယ်ပေါ့နော်ဒါဆိုတော့ပိုက်ရဲ့ view point မှာဘယ်လိုမျိုးလာတာရရှိလဲဆိုတာလိုက်ကြည့်ပေးကြအောင်ဝေါတကယ်လာတယ်နော်ဟုတ်တယ်လာတယ်တကယ်လာနော်လာတယ်ပြီးအချမ်းတယ်ဒါဒီအောက်မှာပိုက်ယူမြေနေရမှာဖြစ်တယ်ဒီအောက်ကတော့တရုတ်ရွာပေါ့ဒီနားလေးမှာတရုတ်ရွာရှိတယ်ပြီးတော့အပေါ်မှာစိတ်ဝင်စားကြတယ်ရှိတယ်အပေါ်မှာဘာတွေရှိတယ်ဆိုလိုက်ကြည့်ပေးကြပါဦးကဲဒီမှာချစ်သူတွေရှိတယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူနဲ့ကိုလာပြီးတော့ကိုယ့်ရဲ့ကီချင်းကိုဝယ်လို့ရတယ်ပေါ့နော်ကီချင်းကိုဝယ်ပြီးတော့ဒီအဲ့ကီချင်းပေါ်မှာလည်းဖြစ်ချင်တဲ့ဆန္ဒကိုဆုတောင်းဖို့ကွယ်အဲ့ဒီမှာဆုတောင်းပြီးရင်ကီချင်းပေါ်မှာထည့်ရေးပြီးရင်ဒီတပင်ပေါ်မှာထည့်လို့ရတယ်ဒီနာပြောင်းလေဒီနာဒီမှာမဟုတ်ဒီပင်ရင်ပြမယ်ဒီတပိတ်မှာချိတ်လို့ရတာနော်ဒါပေမဲ့ပြတ်မှာတော့ပြတ်မှာပဲပေါ့နော်ဒါပေမဲ့အပြော်သဘောလားချိတ်ကြပါဒီမှာမကြခင်မှာပြတ်မဲ့လူတွေလာချိတ်ထားတဲ့ဟာတွေအများကြီးပဲအားရဘယ်လိုခေါ်မလဲစွတ်တောင်းတပင်လားအဲ့လိုခေါ်ရမယ်ကဲနောက်တနေရကဒါတော်သားတွေဓာတ်ပုံရိုက်တဲ့နေရာပေါ့ဒါမဲ့ကျမဗီဒီယိုရိုက်တယ်ဆိုတော့ကျမကပိုတောဆန်တော့မယ်ဓာတ်ပုံတော့မရိုက်ဘူးဒီနားမှာဒါပါတော်သားတွေဓာတ်ပုံရိုက်တဲ့နေရာကျန်လာစားတကယ်လို့စားစရာတွေရှိတယ်စားချင်တာတွေရှိတယ်ဆိုရင်ဟိုးနားမှာဆိုင်ရှိတယ်အဲ့ဒီဆိုင်မှာမှာပြီးတော့ဒီနာကပေါင်နာလေးမှာ view point လေးကိုကြည့်ပြီးတော့ထိုင်စားလို့ရတယ်ဒါကတော့ထိုင်စားနေတဲ့လူတွေတွေ့ရတာဖြစ်တယ်နောက်မှာနိုင်ငံခြားသားတွေလာကြတယ်တခုရှိတာကဒီမှာလာရင်အလကားလာလို့မရဘူးတယောက်ကို20 30အဲ့လောက်ပေးရပါတယ်ကဲလို့ဒီတိုင်းတဘောဝကိုကြိုက်တယ်ချစ်တယ်ဆိုရင်တော့လာလို့ရတယ်လာရတာတန်တယ်ပေါ့နော်30နဲ့တန်တယ်ဘာလို့ဆိုဒီနာကတောင်တွေလည်းအရန်လာတယ်တောင်တွေအရန်လာတယ်အဲ့ဒီတော့လာကြည့်ပါလို့ဒါကတော့ပိုင်းမှာရှိတာဖြစ်ပါတယ်